ဖုံးတန်ရှင်းလို့တဲ့ဟာဖုံးကစားမလေးကိုဖုံးတန်ရှင်းလို့တဲ့ဟာမိတ်ဆေးပေးမှာပေါ့နော်ဒါဖုံးတန်ရှင်းလို့တဲ့ပစ္စည်းဖြစ်ပြီပြောနော်အခုကကြောက်ဆိုကစားမလေးကိုဖုံးတန်ရှင်းလို့တဲ့ဟာမိတ်ဆေးပေးမှာပေါ့ဖက်မျိုး300ဆိုပြောပြပေးမယ်ဘယ်မျိုးမှသုံးလို့ရတယ်ဆိုပြောပြပေးမယ်ဖက်မျိုး300ဆိုပြောပြပေးမှာပေါ့နော်ဘယ်မျိုးမှသုံးရတယ်ပြောပြမယ်ဘယ်မျိုး300ဆိုပြောပြပေးဦးဒါပစ္စည်းကိုဖက်မျိုး300မယ်ဆိုပြောပြပေးမယ်သိပြီဘယ်လိုမျိုးသုံးရတယ်ဆိုပြောပြပေးမယ်မျိုးစား10ခုပါဒါစားတစ်ခုပါမျိုးစား10ခုပါတယ်10ခုမျိုးစား10ခုပါတယ်ဟာမျိုးစား10ခုပါတယ်10ခုကတော့နံပါတ်တွေလား10ခု10ခု10ခုပါတယ်10ခု300ရဲ့ဒါကောဖော်ဆုံငါပါအဲ့ဒါဖော်ဆော်ထားတယ်ဖော်ဆုံငါပါဒါဖော်ဆုံငါကြောက်ဆိုဖော်ဆုံငါပါဘောနော်ဒါကောဖဲညွတ်300ဆိုအခုနားကြလေးမှာပေါ့နော်ဘယ်နားကြတော့ဒီနားကြကလားချင်းမဆိုနေနေကြောက်ရတာနားကြကတော့ဝိဇာနားကြလေးနားကြနားကြလေးမှာအခုဂျားတွေထဲမှာဆိုဖုတ်တွေတရဟုတ်ဖုတ်တွေတရခါကြော်ဆိုတာဖုတ်တွေကိုတမျိုးဘာလုပ်တယ်လဲဒီကလော်ဘီဆိုသုံးမယ်ပေါ့ကလော်ဘီရောဒီလိုလေးလုပ်ပြီးကလော်လုပ်တာဂျာဟိုဂျာတာဂျာလေးထဲမှာဆိုတမျိုးကလော်ဘီဆိုတာလေမျိုးထိုးပြီးဆိုတောက်ရတာကအခုကအဲ့ပါတော့တော်ကြထိုးတာတော်ကြထိုးတာဟောတော်ကြထိုးတာနေပဲထိုးအခုတကဂျာဆိုတာအချောင်းငယ်ဒါအချောင်းငယ်ဂျာဆိုတာအခုဖုံးလေးပေါ့နော်ဖုံးလေးမှာဖိနေအောင်ပါလေဖုံးလေးဖိထောင်နေဟောတယ်ကတော့လေဖုံးနောင်ပါလေဖုံးနောင်ပါဟောစားစပီကာလေးလေစပီကာလေးအောက်ချင်းမှာဖုံးရဖိနေအောင်ပါဖုံးဖိနေအောင်ပါအပေါင်းကလေးပါစပီကာပေါင်းလေးဒါစပီကာပေါင်းလေးတစ်ပါဟောစားဖုံးဖိနေအောင်ပါပေါ့နော်ဖုံးဖိနေအောင်ဒါနဲ့တော့ဖုံးဖိနေလိမ့်မယ်ဟောတယ်ဖုံးဖိနေအောင်ပါစပီကာကလေးရှည်ရတယ်အတကြောက်ရဲ့စပီကာအတန်ထွက်တဲ့စပီကာဒါစပီကာဒီမှာဖုံးနေရှင်နေတဲ့အခါကျတော့ဆိုတာဓမ္မစပီကာတကဘာဒီလားတကကြောက်ဆိုတာစုတ်တက်တင်းငယ်နေခုံးမစက်တာစုတ်တက်ကင်မရာမှာအပေါတင်းငယ်လေးပါဖုံးမြင်သားဆောင်မှာဒါမှအပေါငယ်လေးကိုမှာပူချီလေးဖုံးရဲ့စပီကာပူချီလေးလေအားလည်းပူချီလေးပူချီဘာပူချီပူချီလေးဟောစားပစ္စည်းတွေမှာဆိုတာရေကဦးငယ်တွေပြောရဲရင်ကောင်းဦးငယ်ရင်ကောင်းချီရေကောင်းချီလေးကိုဒီမျိုးတင်းငယ်တွေဒီမျိုးပေါ်ရချစ်ဟိုစားဖြေးစရာပဲပြောင်းစရာပဲပြောပြမယ်ဒါမှပါဘူးဒါရဘူးဒါထဲကိုရေထည့်ပြီးဆိုတော့ဒါလို့ sorry